Hello မင်္ဂလာပါဒီနေ့တော့အသဲကိုဝင်ဆောင်ခြင်းရဲ့ပြီးတော့သမီးလေးကိုမွေးဖွားပြီးသွားတဲ့အချိန်မှာအသဲသုံးဖြစ်နေတဲ့ skin care လေးတွေကိုဒါမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးပြပြချင်တာကဒီ minute 30လေးပေါ့နော် skin care ရဲ့ဈေးနှုန်းရဆိုလို့ရှင်လဲအရင်ကြီးဈေးမကြီးတဲ့ထဲမှာလည်းပါတယ်သုံးရလည်းအဆင်ပြေတယ်ပေါ့နော်သူ့ effect ကကြတော့အသားရည်ကိုဆိုးဆိုးလေးနဲ့အေးလေးဖြစ်စေတယ်ပြီးတော့ skin type တော်တော်များများနဲ့လည်းအဆင်ပြေတဲ့ထဲမှာပါတယ်ပေါ့နော်သမီးလေးကိုဝင်စားဆောင်တဲ့အချိန်ကနေစပြီးတော့အခုပြီးဖွားပြီးသွားတဲ့အချိန်အထိပေါ့နော်ဒါစက်တိုက်သုံးနေတာပေါ့ပြောရမယ်ဆိုရင်ကိုဝင်ဆောင်နေနဲ့ဒါမီးဖွားပြီးသွားတဲ့မေမေတွေရဲ့ skin အတွက်ကိုအများကြီးဓာတ်မတည့်မှုဖြစ်စေတဲ့ chemical တွေသူ့စီမှာနည်းတယ်ပေါ့နော်ပုံမှန်အပြည့်ဆိုရင်တော့အသားရည်ကိုရေတက်ဖြစ်ပေးတယ်ပြီးတော့ဆူဆူအေးအေးလေးဖြစ်စေတယ်အသားရည်အေးလေးဖြစ်စေတယ်ပေါ့နော်တစ်ပြီးသွားပြီဆိုလို့ရှိရင်လန်းဆန်းတဲ့ခံစားချက်ကိုရတယ်ပေါ့နော်ဟော်မုန်း changes ကြောင့်ပဲဖြစ်ဒါမှမဟုတ်ရှင်လည်းဝက်ချက်နေကြောင့်ညီရဲနေတာရောင်ရမ်းနေတာတွေကိုလည်းသက်သာစေတဲ့အာနိသင်ရှိတယ်နောက်တစ်ခုကကြတော့ဒါ skin conditioner ပေါ့နော်တိုနာအနေနဲ့သုံးတာပါမျက်နှာတစ်ပြီးသွားပြီဆိုလို့ရှိရင် combat လေးတွေကိုပဲဖြစ်ပေါ့နော်ဒါထည့်ပြီးတော့တိုနာအနေနဲ့ပုတ်ပြီးတော့တုပ်ပြီးတော့လင်းပြီးလို့ရတယ်လူပြီးလို့ရတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်လည်းဒီ combat လေးတွေကိုပဲဒီရေလေးထည့်ပြီးတော့မျက်နှာမှာ9မိနစ်လောက်ကပ်ပြီးသွားလိုက်တဲ့အခါကျရင်လည်းဆိုးဆိုးလေးနဲ့အေးအေးလေးပေါ့နော်ဒါရေဝေးဝေးလေးဖြစ်သွားတာလေးခံစားရတယ်ဒါလေးကကြတော့ skin conditioning gel လေးပေါ့နော် moisturizer အနေနဲ့သုံးတာပါလိမ့်လိုက်လို့ရှိရင်အေးလေးခံစားခြင်းနဲ့ပြီးရင်ပေါ့ပေါ့ပလေးပေါ့နော်စီစီကက်ကြီးမဟုတ်ဘဲနဲ့အေးပေါ့လေးခံစားခြင်းနဲ့ဆိုရင်ဒါလေးကအဆင်ပြေတယ်ပေါ့နော်သူကတော့ moisturizer အနေနဲ့ gel အနေနဲ့သုံးတာပါအဲ့တော့အသားရည်6တဲ့သူပြီးလို့ရှိရင်လိုမျက်နှာကြီးမှာလိမ့်ပြီးစီစီကြီးတွေပူပူကြီးတွေမကြိုက်ဘူးဆိုလို့ရှိရင်เนาะဒီ moisturizer လေးကအဆင်ပြေတယ်ပေါ့နော်ဒါလေးကကြတော့ skin conditioning mix ပေါ့နော်သူကတော့ဒီ gel ထက်စားလို့ရှိရင်ဒီຢာလေးကပို့ပြီးတော့ပြစ်တယ်ဒါပို့ပြီးတော့ပြစ်တယ်အသားရည်အရန်6တယ်ပြီးလို့ရှိရင်အသားရည်ကျန်းတယ်ဆိုလို့ရှိရင်တော့ဒါလေးသုံးမယ်ဆိုလို့ရှိရင်ဒါလေးပါထည့်ပြီးတော့သုံးပြီးအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီ series မှာကတော့ serum ကတော့တဲမတွေ့ဘူးသေးဘူးအဲ့တော့သုံးတဲ့ step အနေနဲ့ဆိုလို့ရှိရင်တော့ဒါမျက်နှာတက်တယ်မျက်နှာတက်ပြီးလို့ရှိရင်ဒါ skin conditioner လေးကိုဒါ toner pack လေးနဲ့ပဲဖြစ်ဒါcombat လေးနဲ့ပဲဖြစ်သုံးတယ်ပေါ့နော်ဒါပြီးလို့ရှိရင်เนาะကယ်ရီကုန်းမှာသုံးနေကြ serum ရှိရဆိုလို့ရှိရင် serum လေးသုံးပေးပေါ့နော်ဒါပြီးရင်เนาะ moisturizer အနေနဲ့ဒီ gel လေးပေါ့ဒါတော့ skin conditioner moisturizing gel လေးကိုသုံးတယ်ဒီထဲမှာမှအဲ့အပြင်မှာကိုကအသားရည်အရန်6တယ်ပူပူပြီးတော့အသားရည်အီလေးလည်းဖြစ်ချင်တယ်ဆိုဆိုပြောင်လေးလည်းဖြစ်ချင်တယ်ဆိုလို့ရှိရင်เนาะဒီ skin conditioning mix လေးသုံးလို့ရပါတယ်ကိုဝင်ဆောင်တဲ့ကလေးမိဖွားပြီးစားအချိန်တွေမှာ retinol, hydroquinone နဲ့ salicylic acid ပါတဲ့အရာတွေကိုမသုံးသင့်ဘူးပေါ့နော်။ dermatitis တာတွေဒါရီခံမသိပျက်စီးတာမျိုးတွေဖြစ်တတ်တယ်။ဒါပေမဲ့ဒီ product တွေမှာကျတော့အဲ့ဒီ chemicals တွေလည်းမပါဘူးဆိုတော့စိတ်အေးလက်အေးစိတ်ချလက်ချနဲ့သုံးလို့ရတာပေါ့နော်။ဒါအပြင်ကိုဒီ skin care လေးရပေါ့နော် alcohol လည်း free ဖြစ်တယ် fragrance ရော colorant ရော free ဖြစ်တဲ့အတွက်ကြောင့်မို့လို့အသားရည် sensitive ဖြစ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းသုံးရတာအဆင်ပြေတယ်မှာပါတယ်။ဒါပေမဲ့လည်း skin ကိုအရင် sensitive ဖြစ်တဲ့သူတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုဝင်ဆောင်ချိန်ရဲ့မိဖွားပြီးချိန်မှာ hormone changes ကြောင့်ပဲဖြစ်ပေါ့နော်အသားရည်အရင် sensitive ဖြစ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့skin နဲ့ပတ်သက်ပြီးတဲ့ method ကိုပေါ့နော် test လေးလုပ်ဖို့အတွက်လိုအပ်တယ်နော်မေးစီနာပဲဖြစ်ဒါမှမလို့ရှိရင်လည်းလက်မောင်းမှာပဲဖြစ်ဒီလက်နာလေးမှာပဲဖြစ်ပေါ့နော်တင်ပြီးတော့လူးကြည့်တင်တယ်ပေါ့စမ်းကြည့်တင်တယ်အဲ့လိုမျိုးမှကိုနဲ့ allergy မရှိဘူးကိုနဲ့တဲတယ်ဆိုလို့ရှိရင်တော့လည်းစိတ်ချလက်ချဒါပြန်ပြီးသုံးဆွဲလို့ရတာပေါ့တဲ့က makeup ကိုအဲ့လိုထူထူကြီးတွေ makeup ပြင်ထားမှအရင်သိတာမျိုးတွေတိတ်မကြိုက်ဘူးပေါ့နော်အဲ့တော့နောက်နေ့ဗီဒီယိုတွေထဲမှာတဲ့ပုံမှန်သုံးနေကြ skin care လေးတွေပေါ့နော် serum လေးပေါ့ serum လေးချောင်းပါမယ်ပြီးလို့ရှိရင်တဲ့သုံးနေတဲ့ try နဲ့ဒီ BB cream လေးတွေရဲ့ပြီးလို့ရှိရင်တော့ makeup base လေးတွေအကြောင်းနဲ့ပြီးတော့နောက်တစ်ခါကျ skin care routine လေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် see you ပါ